နေတိုင်းတီလာရှင်နှစ်ပါးကအကူအညီတောင်းဖို့သူ့စီလာပြီးဒီနေရာတစ်ခုလုံးမှာသူတယောက်တည်းပဲရှိတယ်လေးလံတဲ့အလုပ်တွေအားလုံးကိုသူတယောက်တည်းကင်တွယ်ရတယ်သူဘလိုဒီကိုရောက်လာတာလဲဆိုတော့မတော်တဆမှုတစ်ခုကြောင့်ပါရက်အနှဲငယ်ကတီလာရှင်လေးပါးကသူ့ကိုတောနက်ထဲမှာတွေ့ခဲ့တယ်အဲ့ဒီအချိန်မှာသူလုံးဝယူနေပြီးစီးမြင့်တွေအားလုံးကိုချိုးဖောက်ပြီးတီလာရှင်တွေကတိတ်တိတ်လေးအဲ့ဒီလူကိုသူတို့ရဲ့အခန်းထဲကိုပြန်ခေါ်သွားကြတယ်ဒီရှားပါတဲ့အမျိုးသားသူစိမ့်နဲ့ရင်ဆိုင်ရတဲ့အခါတီလာရှင်ငယ်တွေလုံးဝယူသွတ်သွားကြတယ်သူတို့ထဲကတယောက်ကသူ့အဝတ်အစားအောက်ကိုခိုးခိုးကြည့်ပြီးသူ့ကိုနမ်းဖို့ကိုင်းညွှတ်လိုက်တယ်အဲ့ဒီနောက်မှာဒုတိယတီလာရှင်တစ်ပါးကဝင်လာတယ်အရာအားလုံးကလုံးဝထိမ့်မနိုင်သိမ့်မရဖြစ်လာတော့မဲ့အချိန်မှာပဲမိခင်အုပ်ကရုတ်တရက်တကားကိုတွန်းဖွင့်ပြီးဝင်လာတယ်လူတိုင်းကချက်ချင်းပဲကြောင်သွားကြတယ်မိခင်အုပ်ကချက်ကိုချက်ချင်းကန်ထုတ်ခြင်းပေမဲ့ဒီကြီးမားတဲ့အရှုပ်တော်ပုံကိုဖုံးကွယ်ဖို့နောက်ဆုံးမှာသူ့ကိုဆက်နေခွင့်ပေးလိုက်တယ်အခုတော့ဓာတ်ကိုတောင်တန်းတွေပေါ်ကတစ်သားလေးတစ်လုံးမှတီးချခွဲထားရပါတယ်နေတိုင်းတီလာရှင်နှစ်ပါးကသူ့အတွက်အစားအစာနဲ့ရေရွေအလှည့်ကျယူလာပေးပါတယ်သူ့ကိုတွားတွေးဖို့အခွင့်အရေးအတွက်တီလာရှင်တွေကတော့တယောက်နဲ့တယောက်အော်ဟစ်ညင်းခုန်ကြပါတယ်ရက်အနှဲငယ်ကြာမှာအန်နာလို့ခေါ်တဲ့မိန်းကလေးငယ်တယောက်ဒီကိုရောက်လာပြီးခိုးလုံးရရှာခဲ့ပါတယ်အိမ်ပြောင်းပြီးရက်အနှဲငယ်ကြာမှာပဲသူမဟာအိမ်နောက်ဖေးမှာအံ့အားသင့်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်တီလာရှင်တစုလုံးကကြားကိုကစားနေတာကိုတွေ့လိုက်ရပါတယ်ဒီထူးဆန်းတဲ့မြင်ကွင်းကအန်နာထင်ခဲ့တဲ့အရာအလုံးကိုလုံးဝဖျက်ဆီးပစ်လိုက်တယ်လို့ပါပဲ